ဒါလေးကတော့ဟိုဟာတွဲဖို့ DC power station လေးပေါ့နော်သူကတော့ဒါဒီကိုကဒါသူစပိန်ဘက်ထရီပက်ကစ်ကဟိုအားမခံတော့လို့စပိန်ဘက်ထရီပက်ကစ်အသေးရိုက်ပြီးတော့သူအရင်ကတုံးထားတဲ့စပိန်ဘက်ထရီထဲက TTM ဘက်ထရီတွေကိုကောင်းတာတွေကိုပြန်ပြီးတော့တွဲဖို့ power station ပြန်ဆင်သုံးထားတာပါနော်ကျွန်တော်တို့ဟိုတချို့လူတွေရှိကြတယ်ဟို SO သုံးလို့ဆိုရင် SO ကအားမခံတော့ရင်ကျွန်တော်တို့ဟိုတသုံး1000ခွဲလောက်ပြန်ရတယ်1000လောက်ပြန်ရတယ်ဆိုပြီးတော့ပြောကြတယ်ပေါ့နော်ဒီ DTN ကအားမခံတော့ဘူးဆိုရင်ဘာမှသုံးမရတော့ဘူးဆိုတာမှားပါတယ်ခင်ဗျကျွန်တော်တို့ဒီပြန်သုံးလို့ရတဲ့အနေအထားမျိုးဆိုရင်ကျွန်တော်တို့ကအခုလိုမျိုးတွဲဖို့ power station လေးပြန်ဆင်ပေးတယ်ပေါ့နော်ဒါဆိုရင်ဒါသူကခလေးចောင်းကြိုចောင်းပို့လုပ်တဲ့ဘိန်းလေးအဲ့ဘိန်းလေးရကိုចောင်းကြိုចောင်းပို့တော့မရတော့ဘူးဆိုတာဟိုကျွန်တော်စပိန်အတွက်တစ်ချက်မရတော့ဘူးပေါ့နော်စပိန်တစ်ချက်မရတော့တဲ့အတွက်ကျွန်တော်တို့ကအဲ့ဘက်ထရီဘက်ကစ်ကိုတွဲဖို့ပြန်ဆင်ပြီးတော့ဒီ power station ပုံးလေးနဲ့ပြန်ထည့်ပေးတာပါနော်အခုလိုမျိုးပြန်သုံးလို့ရပါတယ်ခင်ဗျဟိုအရင်တန်ကြီးကိုက်ပြီးတော့စုပ်ပြတ်တတ်နေတော့မရဘူးပေါ့နော်ဟိုတန်ကြီးအရင်မကိုက်ဘူးဟို BMS နဲ့စနစ်တကျသုံးထားတဲ့ဘက်ထရီဘက်ကစ်မျိုးတွေဆိုရင်ကျွန်တော်တို့အခုလိုမျိုးတွဲဖို့ power station ပြန်ဆင်သုံးလို့ရပါတယ်ခင်ဗျဒါဆိုရင်ဒါ5 volt QC 2ပေါက်ပါတယ်ဒါတွဲဖို့2ပေါက်ဒီကောင်ကြတော့သူက DC တွဲဖို့ပန်ကာကိုသူက speed control နဲ့တွားမှာဒါ speed control နဲ့တွားမှာဆိုတော့ကျွန်တော် speed control လေးထည့်ပေးထားတယ်ဒါပို့ကြည့်မယ်ဒီခလုံးနှစ်ခုကတော့အလုပ်ပေါ့နော်ဒါဆိုရင်ဒီတွဲဖို့သုံးမယ်ဒါဆိုရင်ဒီတွဲဖို့သုံးမယ်ဒါဆိုရင်ဖုံးအသွင်းပေါက်ဖုံးတစ်လုံးသွင်းမှာနှလုံးသွင်းမှာသွင်းလို့ရမယ်ဒါကတော့တွဲဖို့ပန်ကာအတွက်ကို speed control ပေါ့နော်ဒါနဲ့အတူအလျှော့အားပြင်းပြင်းသုံးကျင်တာနည်းနည်းပဲသုံးကျင်တာဒါ speed control လေးနဲ့ပေါ့နော်